အခန်းလေး Iris မြို့မှစိတ်တစားလူသက်သမားထိုနေ့ညကရာသီဥတုခြေနေမကောင်းသောအချိန်တစ်ခုတွင်မိုးခါအကြီးနှင့်အုတ်ထုပ်တစ်လုံးကိုခက်ဆက်ဆိုင်ထောင်းထားသောလူတစ်ယောက်သည်အရက်ဆိုင်တွင်သို့ဝင်လာလေသည်ထိုလူသည်တသားဖော်လုံးထည့်ထားဟန်ရှိသောအိတ်တစ်လုံးကိုလွှဲလာလေသည်အိတ်ထဲမှထည့်ထားသောတသားဖော်လုံးကြီးကအိတ်တွင်းမှပြင်သို့ဖောင်းနေသည်ထိုလူကကောင်တာတွင်ဝင်ထိုင်ပြီးလွှဲထားသောအိတ်ကိုနဘေးမှထိုင်ကအလွတ်တစ်လုံးပေါ်သို့တင်ထားလိုက်သည်သူ၏အိတ်တွင်စိုးနေသောမိုးရေများကကျမ်းပြင်သို့တဆဆင်းကျနေသည်သူသည်အရက်တစ်ခါကိုမှတောက်ရင်အရက်ဆိုင်တနေရာမှထောင်ထားသော TV မှအရေးပေါ်ထုတ်လွှင့်နေသောသတင်းကိုနားထောင်နေသည်ထိုသတင်းမှတခြားမဟုတ်ပေညဦးပိုင်းချိန်လောက်ကမှဘိုးလင်းကစားရုံတရုံရဲ့နောက်ဘက်တွင်လူတစ်ယောက်အလောင်းကိုဘိုးလင်းကစားသူတချို့ကတွေ့လိုက်သဖြင့်ပလိတ်ကိုအကြောင်းကြားထားသောသတင်းဖြစ်သည်ပလိတ်နှင့်စုံတော်များရောက်လာပြီးစစ်ဆေးကြသောအခါမှာထိုလူကဘိုးလင်းကစားသမားဖြစ်ကမကြသေးမီအချိန်ကမှဦးခေါင်းဖြတ်ခံရပြီးတိတ်ဆုံးသွားခြင်းဖြစ်ကြောင်းနှင့်အသက်ခံရသူ၏ဦးခေါင်းပျောက်ဆုံးနေသည်ဆိုသောသတင်းကိုအရေးပေါ်ထုတ်လွှင့်နေသောသတင်းဖြစ်သည်ထိုသတင်းကိုအရက်ဆိုင်တွင်မှရှိနေကြသည့်တခြားလူများကလည်းအရက်တောင်ရင်လှမ်းကြည့်နေကြလေသည်၎င်းတို့အနေဖြင့်ခေါင်းဖြတ်လူသက်သမားအကြောင်းကိုကြားရသောအခါတိတ်မထူးဆန်းကြတော့လဲ၎င်းတို့ကစားနေကြသောဘိုးလင်းကစားရုံအနီးမှာလူသက်မှုဖြစ်သွားသည်ဆိုသောသတင်းကိုတော့စိတ်ဝင်စားနေကြဟန်ရှိလေသည်တချို့ကလည်းထိုအကြောင်းကိုဆူဆူညံ့ညံ့နဲ့ပြောကြလေသည်အုတ်ထုံဆောင်သောသူမှာထိုကဲ့သို့ဆူညံ့နေသောအကြံများကြောင့်ထုတ်လွှင့်နေသောသတင်းတန်ကိုကြားရတစ်ချက်မကြားရတစ်ချက်ဖြစ်နေသောကြောင့်စိတ်အနှောက်အယှက်ဖြစ်နေဟန်ရှိသည်ထိုအခိုက်မှာပင်အခန်းတွင်မှဆူညံ့နေသောအသံများမှာမြည်နေသောရေဒီယိုခလုတ်ကိုပိတ်လိုက်နေတဲ့ကဲ့သို့ရုတ်တရက်တိတ်ဆိတ်သွားလေတော့သည်ထိုကဲ့သို့ဆူညံ့နေသောအသံများတိတ်ဆိတ်သွားသောအခါမှ TV၌ထုတ်လွှင့်နေသောအခန်းတွင်မှကြဲကြဲလှလောင်ထွက်ပေါ်လာလေသည်ယခုအခါခေါင်းဖြတ်လူသက်သမားသည် Iris မြို့အတွင်းတွင်ရှိနေသေးကြောင်းပလိတ်နှင့်စုံတော်များကတရားခံကိုအများဆုံးဖမ်းမိနိုင်ရန်အတွက်စူးစမ်းဆောင်ရွက်နေရကြောင်းမြို့သူမြို့သားများအနေနဲ့အထူးသတိဝိရိယထားပြီးနေထိုင်စေလိုကြောင်းသတင်းရင်းနာတို့ကအစမပြတ်ကြီးညာပေးနေသောအသံများကိုတသက်ကွယ်ကြားလာရလေသည်ထိုချိန်မှာပင်မိုးကအင်ကြီးရှည်ကြီးကိုဝေ၍ဘုံလင်းဘောလုံးအင်ကြီးကိုပခုံးမှလွှဲထားသောသူကခြေလမ်းမှန်မှန်ဖြင့်အခန်းတွင်သို့ဝင်လာသည်မိရအောင်သို့ရောက်သောအခါမှဦးခေါင်းပေါ်မှအုတ်ထုပ်ကိုချွတ်ပြီးမိုးရေများခါပြစ်လိုက်သည်ထိုအခါမှဆိုင်တွင်မှထွန်းလာသောမိရဖြင့်သူ၏မျက်နှာကိုမြင်ရသည်မျက်နှာပေါ်မှာမုတ်စိမ်မွေးပတိုင်းမွေးများဖြင့်ခက်ထန်ကြမ်းတမ်းသောရုပ်မျိုးဖြစ်သည်ထို့ပြင်မျက်လုံးတစ်လုံး၏အပေါ်တွင်ဒဏ်ရာဟောင်းတစ်ခုရှိနေသောကြောင့်မျက်လုံးတစ်ဖက်ကအတွင်းသို့ခြိုင်ဝင်နေသည်ထိုလူကြီးက TV မှထုတ်လွှင့်နေသောသတင်းကိုတစ်ချက်လှမ်းကြည့်ပြီးတော့အရက်ဘားကောင်တာသို့ရောက်လာပြီးစောစောကရောက်လာသည့်သူ၏အနီးတွင်ဝင်ထိုင်လိုက်သည်၎င်းလွှဲထားသောအိတ်ကြီးကိုလည်းစောစောကတင်ထားသောအိမ်နှင့်ဘေးချင်းရှင်၍တင်ထားလိုက်သည်ထိုအိတ်တွင်မှာတစ်သားဘောလုံးထည့်ထားသည့်ဟန်ဖြင့်ဖောင်းနေသောအိမ်မှရေများကကျမ်းမြေပေါ်သို့တဆက်ဆက်ကျနေသည်မိဆိုင်ထဲမှာဖွင့်ထားတဲ့ TV အတန်းကိုဒီထက်နည်းနည်းလေးလျှော့ပေးလိုက်ပိုကောင်းမယ်အလကားစွန်ကြံနေရပဲအရက်တော့ရတာစိန်ပြက်လာတယ်ဟုတ်မမခက်ခန့်အတန်ဖြင့်ပြောလိုက်ရာဆန်ရှင်မှဘာမှပြန်မပြောနေတော့ပဲ remote control ကိုယူ၍အတန်လျှော့ပေးလိုက်သည်စောစောကဆိုင်ထဲမှာဆူညံနေသောအတန်များမှလည်း TV မှအတန်ကဲ့သို့ရောကျသွားလေသည်တစုံတစ်ယောက်က remote control ဖြင့်အတန်လျှော့ချလိုက်ကဲ့သို့ရှိလေသည်မော်စိန်တဲ့လူကအရက်နှစ်ခွက်သုံးခွက်လောက်မှတောက်လိုက်ပြီးမှအတန်ငယ်နေတာထိုင်တာရှိတော့မှဘေးမှလူကိုငယ်ဆောင်ကြည့်ပြီးစကားစားလေရောသည်အလကားပြဘာမဟုတ်တဲ့တဲ့င်းကိုအခုမှအချိန်ကုန်ခံပြီးလွှင့်နေသေးတယ်နားထောင်တဲ့သူတွေကလည်းအချိန်ကုန်ခံပြီးနားထောင်နေကြသေးရဲ့တကယ်တော့လူသက်မှုအကြောင်းဆိုတာကဒီလိုကျညာပေးုံနဲ့တော့ဘယ်စိတ်ဝင်စားစရာကောင်းပါမလဲကိုယ်တိုင်ကိုကြပံဝင်ရမှစိတ်လှရှားစရာကောင်းတော့မှာပေါ့မဟုတ်ဘူးလားမိတ်ဆွေမုတ်စိတ်တဲ့လူကအရက်ကိုစိတ်ပြည့်နေပြတောက်ရင်နဘေးမှာထိုင်နေသူကိုစကားပြောဖို့ညှိလိုက်လေသည်ဟုတ်တာပေါ့တကယ်ဆိုရင်ဘယ်အလုပ်မဆိုအမဲလိုက်တာဖြစ်ဖြစ်ငားများတာပဲဖြစ်ဖြစ်လူသက်တာပဲဖြစ်ဖြစ်ပေါ့ဗျာကိုသက်မဲ့တော်ရဲ့အားပြန်ရတာမျိုးအသက်လူရတာမျိုးငြင်းချင်းပြန်ရတာမျိုးမှစိတ်လှရှားစရာကောင်းမှာပေါ့တစုံတစ်ယောက်ရဲ့အသက်ကိုတက်ဖြတ်ရတာတော့ခက်ခဲတာမျိုးဘယ်ရှိပါမလဲအခက်ခဲဆုံးကတော့လူတစ်ယောက်ရဲ့အသက်ကိုရယူရတာမျိုးပေါ့အုတ်ထုံးတဲ့လူကနဘေးမှလူပြောသောစကားကိုနားထောင်ပြီးတစ်ချက်ကလေးမှလက်မကြည့်ပေအရက်ကိုစိန်ပြင်းနေပြေးတောက်နေသည်မုတ်စိတ်တဲ့လူကဆက်ပြောသည်ဥပမာပေါ့ဗျာအခု Iris မြို့မှာလူတွေစိတ်ဝင်စားနေကြတဲ့ခေါင်းဖြတ်လူသက်သမားဆိုတော့သူတို့သတင်းကျညာတွေရတဲ့အလကားပဲတကယ်ဖြစ်ပြနေရတဲ့တခြားစီပဲတကယ်ဆိုရင်လူသက်သမားအကြောင်းကိုပြောတာပြောနေကြပေမဲ့လူသက်သမားဆိုတာ
ဘလို့လူစားမျိုးဖြစ်တယ်ဆိုတော့လည်းသိကြတာလည်းမဟုတ်ပဲမှန်းပြောနေကြတာဗျဒါနဲ့ခင်ဗျားတို့သူ့ကိုတွေ့ဘူးလို့လားမတွေ့ဘူးသေးပါဘူးဒါပေမဲ့ तू ကဘလို့လူစားမျိုးလဲဆိုတော့သိတယ်ထိုစကားကြောင့်အုတ်ထုတ်ဆောင်သူကပထမဆုံးဖြစ်နေပေမှမုတ်စိတ်နဲ့လူကိုလမ်းကြည့်သည်ဘလို့သိရလဲဗျပြောပါအောင်တခြားတော့မဟုတ်ပါဘူးဗျာဒီလူကလူသမားဆိုပေမဲ့ကြံစည်မှုနဲ့စိတ်ကူးညံကတော့အတော်ကလေးကောင်းမွန်ရတယ်တခြားမကြည့်နဲ့လေဒီလူတယောက်ကလေဘိတ်တက်ဖြတ်ဖို့ဆိုတာကလွယ်တဲ့ကိစ္စမှမဟုတ်တာတလို့ဆန်တခါဟိုတော့မှသူ့အသက်ကိုတတ်တော့မယ်ဆိုတာကိုသိရင်ဒီတိုင်းငြိမ်နေတာမျိုးမှမရှိတာလူဆိုရင်တော့အစွမ်းကုန်ခုခံမှာပေါ့ဗျာအခုတော့လူတယောက်ကိုခေါင်းဖြတ်ယူတာမျိုးအလွယ်တကူလုပ်ပြနေရဆိုတော့သူ့မှာထူးခြားမှုတစ်ခုခုရှိနေရတော့သိကြတာပေါ့မှန်တာပေါ့ဗျာနောက်တစ်ခုကသူကလူတွေကိုတက်နေုံနဲ့မပြီးသေးပဲခေါင်းတွေဖြတ်ယူသွားတာကတော့စဉ်းစားစရာပဲသူ့အတွက်အောင်မြင်တဲ့အထိမ်းအမှတ်မျိုးလုပ်တာလည်းဖြစ်ချင်ဖြစ်မှာပေါ့ဗျာဒါနဲ့ तू ကပြန်ပြောလေတော့ဒါကသူ့အကြောင်းနဲ့သူဖြစ်မှာပေါ့ဗျာထို့တော့ပြောနေရင်မုတ်စိတ်တဲ့လူကနဘိန်းနာမှာကပ်ပြီးအရဲတောင်းနေသူကိုတချန်ခဲ့ကြည့်လိုက်လေသည်ထို့သူကဘာမှလေးလေးနဲ့ရှိပုံမရပဲအရက်ကိုသာဖြည်းဖြည်းချင်းတောင်းနေသည်ကျုပ်တခုတော့မေးပြရစီခမည်းအခုခေါင်းဖြတ်လူသမနဲ့တွေ့ရင်ဘယ်လိုနေမလဲဆိုပါစို့ဗျာခမည်းနဘေးကိုခေါင်းဖြတ်လူတသမရောက်နေရင်ဘယ်လိုလုပ်မလဲဆိုပြီးတော့မုတ်စိတ်နဲ့လူကမေးလိုက်လေသည်ထိုချိန်မှာပင်သူတို့နှစ်ယောက်တင်ထားသောအိမ်များမှစီးကျနေသောရေများမှာတဖြည်းချင်းကျမ်းပေါ်သို့ကျနေရမှများလာပြီးနောက်နေရဘက်သို့စီးသွားလေသည်ထိုရေများထဲမှာသွေးများရောပါနေသည်ကိုတော့မြည်သူမှတတိမပြုမိကြချေအခုလိုမိုးတစိမ့်စိတ်ရွာသွန်းနေသောအချိန်မျိုးတွင်နှွေးထွေးမှုရစေရန်အရက်တောက်ရန်အာယုံကျနေကြသည့်လူအများစုမှာကျမ်းပြင်ပေါ်မှာစီးဆင်းနေသောသွေးရည်များကိုမြည်သူကမျှတတိမပြုမိကြခြင်းဖြစ်၏မုတ်စိတ်နဲ့လူကမေးတော့လဲအုတ်ထွေးနှုတ်လူကဘာမှမပြောပဲအရက်ကိုစိမ့်ပြေနှပြေတောက်နေစဉ်အဝေးမှလာသောရဲကား၏အော်တန်များကိုကြားလိုက်ရလေသည်အော်တန်များမှာတဖြည်းဖြည်းနှင့်နီးလာလေပြီထိုတန်များကြားသောအခါမုတ်စိတ်နဲ့လူမှမျက်နှာပြတ်သွားပြီးတောက်လက်ဆအရက်ကိုတောက်လက်ဆပြီးနေရာမှာထားလိုက်သည်ဒီလိုအချိန်မျိုးမှာတော့ပလိတ်တွေနဲ့မတွေ့ရလေလေကောင်းနေပဲကျုပ်သွားတော့မယ်ဟုပြောပြီးလှက်ထွက်သွားရင်ဟန်ပြလိုက်သည်နှင့်အုတ်ထုံးတဲ့သူကလှမ်းပြောလိုက်သည်ဟဲ့လူခမကြီးကျန်ခဲ့တဲ့ဟုလှမ်းပြောပြီးပေးလိုက်လေသည်ထိုအချိန်မှာပင်ဆိုင်ပေါက်တွင်းသို့ထိုးဆိုင်လာသောရဲကားများ၏အတန်ကိုကြားလိုက်ရလေသည်ထိုအခါမုတ်စိတ်တဲ့လူကအိတ်ကိုလှမ်းယူပြီးဆိုင်ရှိပေါက်မှမသွားတော့ပဲနောက်ဘက်အပေါက်ရှိရသို့ခတ်တုတ်တုတ်ထွက်သွားလေတော့သည်ရဲကားများကလည်းဆိုင်ရှိမှဆက်မတက်ပဲဒီတိုင်းနှိုးထားပြီးရဲချက်ကြီးတယောက်ခေါင်းဆောင်ပြီးပလိမ်များနဲ့အတူဆိုင်အတွင်းသို့ဝင်လာကြသဖြင့်အရဲတောက်နေကြသောသူများစိတ်အနှောက်အယှက်ဖြစ်သွားကြသည်ရဲချက်ကြီးကအုတ်ထုံးတဲ့လူရှိရသို့ရှောက်လာသောကြောင့်ထိုလူကအုတ်ထုပ်ကိုချပြလိုက်သည်ဟဲဆရာကြီးပါလားရဲတက်ကြီးကရေရွတ်လိုက်သည်အုတ်ထုံးတဲ့လူမှတခြားမဟုတ်ကျောင်းဆရာဂျက်ဖရီဆိုသူဖြစ်၏ဆရာကဒီကနေဘလို့ရောက်နေရလဲဒီလိုပေါ့ဗျာအကြောင်းရတဲ့ချိန်မှာဘောလေးကလာကစားရင်းနဲ့မိုးရွာတာနဲ့အချမ်းပြေဝေတောက်နေရပါရဲချက်ကြီးကဂျက်ဖရီဘေးမှာချထားသောအိတ်ကိုတစ်ချက်ကြည့်လိုက်သည်အတွင်းမှာဘောလုံးထည့်ထားသောကြောင့်ဖောင်းနေသည်မှလွယ်ထူးခြားချက်ကတော့မတွေ့ရပေဒါထက်ဆော့ကဒီဆိုင်တဲကိုမုတ်စပွေးပတိုင်းပွေးနေတဲ့လူတယောက်ပြဝေးလိုက်တာပြန်မတွေ့ဘူးလားဆရာတွေ့လိုက်တယ်ကျွန်တော်ခုနကပဲကျွန်တော်တပေကဟော်ရီခုံပေါ်မှာထိုင်ပြီးအရက်တောက်သွားသေးတယ်ဟင်သူ့မှာအိတ်တလုံးပါလာတယ်ဒီခုံပေါ်မှာသူ့လာတဲ့အိတ်တင်ထားပြီးအရက်တောက်နေတာခင်ဗျားတို့ကားလာတဲ့အတန်ကြားတော့မှဟိုအတော့ဘောက်ကနေထွက်သွားတာအဗျရဲချက်ကြီးကခုံပေါ်သို့လက်ထိတ်တပီဖြစ်ထိုးကြည့်လိုက်ရာသွေးကွက်တစ်ခုကိုတွေ့ရသည်ဟာတေချာပြီပြုတ်ဘာဖြစ်လို့လဲဗျအဲ့ဒီလူကဘာလို့ခဲ့လို့လဲဆရာကကစားရုံတွေရောက်နေလို့အရေးပေါ်တရေကြေကြတာကိုနားမထောင်ပြီးလိုက်လို့ဖြစ်ပါပါအခုညအိုးပိုင်းချိန်ကမှလူတက်မှုဖြစ်သွားခဲ့တယ်ဘောလုံးကစားရုံတော့မှလူတယောက်ခေါင်းဖြတ်အသက်ခံထားရတယ်အသက်ခံထားတဲ့သူကဘောလုံးကစားသမားတယောက်ပဲခေါင်းဖြတ်သမားလက်ချက်ပေါ့ဗျာခေါင်းကိုဖြတ်ယူသွားတာဗျဟုတ်ပြောလိုက်လေရာဆရာကလည်းဖြစ်ရလေဗျာဟုတ်ပြန်ပြောလေသည်အဲ့ဒီနာတဝိုက်ကမြင်လိုက်ရတဲ့သူတွေပြောဖို့အရာတော့လူတက်မှုဖြစ်ခဲ့တဲ့အချိန်နဲ့မရှင်းမနှောင်းအချိန်လောက်မှာမုတ်စိတ်ပွေပတိုင်းမွေးနေတဲ့မျက်နှာပေါ်မှာဒဏ်ရာတစ်ခုရှိခဲ့တဲ့သူတယောက်ကအိတ်တလုံးကိုလွှဲပြီးအပေါက်အိတ်ထဲကထွက်သွားတာကိုမြင်လိုက်ရတယ်လို့ပြောကြတယ်ဒီတိုင်းဆိုရင်တော့လူတက်သွားမဖြစ်မှထင်တယ်သူထွက်တာမကြသေးဘူးဗျခင်ဗျားတို့လိုက်ရင်တော့မိနိုင်သေးတယ်ဒါပေမဲ့သူကျုပ်တို့လက်ကမလွတ်နိုင်ပါဘူးဟိုဘက်မှာလည်းကင်းဖွဲ့ရထားခဲ့ရဆိုတော့သူတို့နဲ့တွေ့ပါပဲဟုတ်ပြောနေစဉ်မနီးပွေးနေရာမှာတနက်တန်များကြားလေသည်ဟောပြောရေးဆိုရင်လည်းတွေ့ပြီထူတယ်ဆရာကအဲ့ဒီလူနဲ့နီးနီးကက်ကက်တွေ့လိုက်ရတဲ့သူဆိုတော့ဟုတ်မဟုတ်လိုက်ကြည့်ပေးပါအောင်ဟုပြောလေသည်ဂျက်ဖရီလည်းရဲကားဖြစ်လိုက်သွားလေသည်အရက်ဆိုင်နဲ့အတော်ဝေးဝေးရထားတန်တဲ့လက်ဖေးရောက်တော့မှသွေးရိုက်ထဲမှာပေါက်လျက်အနေထားရှိသောလူတစ်ယောက်ကိုတွေ့ရသည်ဘလို့လဲဟိ
အဖမ်းခံပဲထွက်ပြေးဖို့ကြိုးစားတာပြစ်ဖမ်းခံလိုက်ရတာပဲဆရာပလိတ်တယောက်ကပြောပြသည်ထို့နောက်ပေါင်လျက်လဲနေသူကိုပလက်လက်ကြည့်သောအခါဆွတ်ဆွတ်ကဂျက်ဖရီဒီမှရဲတောက်သွားခဲ့သောမုတ်စိတ်တဲ့လူပဲဖြစ်သည်သူနှင့်ပတိမွေးနေရာမှာအိတ်တလုံးချနေသည်ပလိတ်တယောက်ကထိုအိတ်ကိုကောက်ယူပြီးရဲချက်ကြီးကိုလာပေးသည်ရဲချက်ကြီးကဖွင့်လိုက်စမ်းကွာဆိုပြီးမိုးရေဖြင့်ဆိုရှယ်နေသောထိုအိတ်မှအရင်များကစိတ်ထွက်နေသည်ညီဆူဆူအနှံ့များမှလည်းထွက်နေသည်အိတ်ကိုဖွင့်ပြီးအတွင်းမှပစ္စည်းကိုအောက်သို့တွန်ချလိုက်သောအခါအတွင်းမှအရာဝတ္ထုတစ်ခုထွက်ကြလာပြီးဂျက်ဖရီခြေထောက်နာထိလိမ့်လာသည်ခြေထောက်နှင့်ထိသွားပြီးမှရက်သွားသည်ငုံကြည့်လိုက်သောဥကောင်းပြက်တစ်လုံးကိုတွေ့ရသည်ဥကောင်းပြက်ကမျက်နှာပေါ်မှာရှိနေပြီးဂျက်ဖရီကငုံကြည့်သောအခါမျက်နှာချင်းဆိုင်ဖြစ်သွားလေတော့သည်ပါဇက်ဟာလျက်သားနှင့်မျက်လုံးပြပွင့်နေရာသူ့ကိုမော့ကြည့်တဲ့ကဲ့သို့ရှိနေသည်ဟာဗျာဂျက်ဖရီကထိတ်လန့်တုန်လှုပ်သောအမိုးအရာဖြင့်ရေရွတ်ကမျက်နှာကိုလှည့်ပစ်လိုက်သည်ပလိတ်တယောက်ကကြောက်ကြောက်ရွံ့ရွံ့နဲ့ထိုဥကောင်းပြက်ကြီးကိုပြန်ကောက်ပြီးအိတ်ထဲသို့ပြန်ကောက်နေရသည်ဂျက်ဖရီထိတ်လန့်တုန်လှုပ်သွားသောအမိုးအရာကိုကြည့်ပြီးရဲချက်ကြီးကပြောသည်ခင်ဗျားကြီးကတိတ်ချောက်နေပုံပဲဒါထက်အခုတည်နေတဲ့သူကခင်ဗျားတစ်ပေးမှာထိုင်ပြီးအရက်တောက်သွားတဲ့ဆိုတာရောတေချာရဲ့လားတေချာပါတယ်ခင်ဗျားကြောက်မယ်ဆိုလဲကြောက်ချင်စရာပဲပေါ့ဗျာဘာကြောင့်လဲဆိုတော့ခမားထိတ်လန့်ကြောက်ရွံ့နေတဲ့ခေါင်းဖြတ်လူသက်သမားကခမားနှစ်ဖေးမှာတစ်ချိန်လုံးရှိနေခဲ့တာကိုဘာမှမဖြစ်တာပဲခမားအတွက်ကံကောင်းတယ်လို့ဆိုရမှာပဲအခုလူသက်သမားကိုဖမ်းမိပြီဆိုတော့စိုးရင်စရာတော့တိတ်မရှိတော့ပါဘူးဟုပြောပြီးရဲချက်ကြီးနဲ့ပလိန်များကမုတ်စိတ်နဲ့လူအလောင်းရောဥကောင်းဖြတ်ထားသည့်အိတ်ကိုပါကားပေါ်တင်ပြီးထိုနေရာမှမောင်းထွက်သွားလေသည်နေရာမှာတော့ဂျက်ဖရီတယောက်သာကျန်ခဲ့လေသည်မိုးကတစ်ဖွဲဖွဲရာသွန်းနေသေးပဲရှိနေသေးသည်ညနေပိုင်းအချိန်ရောက်လာပြီးမို့ပတ်ဝန်းကျင်တစ်ခုလုံးကလည်းတိတ်ဆိတ်ခင်တက်နေသည်လူသွားလူလာကလည်းမရှိသလောက်ရှင်းနေသည်ဂျက်ဖရီကပခုံးမှလွှဲယူလာသောအိတ်ကိုအောက်ချပြီးဖြည့်ကြည့်သည်ဘောလုံးကစားသမားဖဟန်မှခုလာသောနိုင်နဲ့အခြားသုံးဆောင်များကိုတွေ့ရသည်ဘောလုံးတစ်လုံးလည်းပါသည်ထိုအိတ်ကသူ့အိမ်မအုပ်ပေမုတ်စိတ်နဲ့လူယူလာသောအိတ်ဖြစ်သည်ရဲကားမှရောက်လာသောအခါဘောလင်းကစားရုံအတွင်းမှခိုးယူလာသောတခိုးကကြောက်လန့်တကြားနှင့်ထပြေသောအခါ၎င်းအိတ်ကိုမေ့ချန်ခဲ့သည်ထိုအခါဂျက်ဖရီသူ့ဦးခေါင်းဖြတ်ထက်ထားသောအိတ်ကိုလဲပေးလိုက်ခြင်းပဲဖြစ်သည်တကယ်တော့ခေါင်းဖြတ်သမားမှဂျက်ဖရီသာဖြစ်ပေသည်သူသည်ရခင်ကထိုကဲ့သို့ရက်ဆက်သက်သောလူသက်သမားတစ်ယောက်တော့မဟုတ်ပါချေထိုးဆန်းသောရှေးဟောင်းမှန်တစ်ချက်ကိုစိတ်ဝင်စားကြည့်မိရမှထိုကဲ့သို့ထူးထူးခြားခြားပြောင်းလဲသွားခြင်းပဲဖြစ်သည်ဂျက်ဖရီသည်စာသင်ကျောင်းတွင်တာဝန်ယူ၍သင်ကြားနေရသောဘာသာမှာသမိုင်းဘာသာရပ်ဖြစ်သည်သူသည်ရှေးဟောင်းစာပေနှင့်ပစ္စည်းများကိုရှာဖွေလေ့လာစုဆောင်းရသည်ကိုလည်းဝါသနာပါသည်တနေ့တစ်တိုင်းပစ္စည်းအဟောင်းများရောက်ချသောကျူရီဆိုင်မှရှေးဟောင်းမှန်တစ်ချက်ရရှိခဲ့ပြီးနောက်တွင်ထူးဆန်းသောအဖြစ်အပျက်များနှင့်ကြုံတွေ့ရပြီးမမျှော်လင့်ပဲယခုဘဝသို့ရောက်ခဲ့ရခြင်းပဲဖြစ်သည်သူသည်တယောက်ယောက်ကိုသွေးအေးအေးနဲ့တက်ပြီးဥခောက်ဖြတ်ရသောအလုပ်မျိုးကိုမလုပ်လိုပါချေသို့တော်လည်းတစုံတယောက်၏အမိတ်ပေးခြင်းကိုမလုပ်ဆန်နိုင်ပဲမလုပ်ချင်ပဲလုပ်နေရခြင်းပဲဖြစ်သည်ယခုတော့သူအလွန်နှစ်သက်သောတင်သုံးထားသည်လူသက်ရာတွင်အသုံးပြုသောလက်နက်ပဲဖြစ်ခဲ့ရသည်နောက်ပိုင်းမှာတော့ Irish မြို့မှစုံထောက်ပြကခေါင်းဖြတ်လူသမား Jeffrey ကိုခြေရာခံပြီးတော့ကြလေသည်၎င်းတည်ရန်လေးတွင်စကားတစ်ခုတော့ပြောသွားခဲ့သည်လူသက်မှုတွေကိုကျုပ်သဘောနဲ့ကျူးလွန်ခဲ့ရတာမဟုတ်ပါဘူးဗျာတကယ်လူသမားအစ်စ်ကဟိုမှန်ထဲမှာရှိပါတယ်ဟုတ်ပြောပြီးသွားလေသည်ပလိတင်ဆုံးသွားများကတော့တည်ရန်လေးသွေးဦးသွေးတန်းနဲ့ပြောသွားခြင်းဖြစ်သည်ဟုမှတ်ချက်ချက Jeffrey ကိုလည်းစစ်တပ်လူသက်သမားဟုသတ်မှတ်ခဲ့ကြလေတော့သည်အခန်းကမရဏဂျေမုံနဲ့ထူးဆန်းမှုများအခြားအဖြစ်အပျက်တစ်ခုမှာ1910ဝန်းကျင်ဘာချက်စတာမြို့၌ဖြစ်ပွားခဲ့သောအဖြစ်အပျက်ပဲဖြစ်လေသည်ဘာချက်စတာမြို့စာချားဆိုသူမှာကောင်းသောဂုဏ်သတင်းနှင့်ပြည့်စုံသူဖြစ်ပြီးယောက်ျားပြည်သားသည့်ရုပ်ရည်မျိုးလည်းရှိသည်သူ့ဘဝတစ်လျှောက်လုံးမှာမျိုးရိုးတိတ်ခါနှင့်ပတ်သက်သောအမဲဆက်မျိုးမရှိခဲ့ပေသို့တော်လည်းသူ့ဘဝအတွက်ကြီးမားသောအပြောင်းအလဲတစ်ခုနှင့်ကြုံတွေ့ရမည့်အကြောင်းတစ်ခုပေါ်ပေါက်လာခဲ့လေသည်ချားစ်မှာဂမ်ဘီယာနှင့်ပတ်သက်သည့်ထိုးဆန်းမှုများကိုစိတ်ဝင်စားသူဖြစ်လေသည်တနေ့တော့တခြားမြို့မှမျိုးစားတအိုးလက်ဆောင်ပေးခဲ့သောပစ္စည်းများထဲတွင်ထူးခြားသောမှန်တစ်ချက်လည်းပါလာလေသည်ချားစ်ခမည်းကဂမ်ဘီယာပညာကိုဝါသနာပါလို့ဒီမန်ကိုကျွန်တော်တကူးတခါရှာဖွေပြီးပို့ပေးလိုက်တာပဲဒီဘက်ကိုတိတ်တိကျလေ့လာကြည့်တဲ့အခါမှာထိုးခြားအံ့ဩဖွယ်ကောင်းတာတွေကိုခမည်းတွေ့ရလိမ့်မယ်ဟုလည်းပြောသွားလေသည်၎င်းလက်ဆောင်ပေးသွားသောမှန်ချက်ကြီးမှာရှေးဟောင်းမှန်တစ်ချက်ပဲဖြစ်၏ထိုမှန်ချက်ကြီးရောက်လာပြီးသည့်နောက်ပိုင်းမှာချားစ်အတွက်ထူးခြားစမ်းကြဲသောအဖြစ်အပျက်များကိုတစ်ခုပြီးတစ်ခုကြုံတွေ့ရလေတော့တယ်ထိုးဆန်းမှုများမှာတခြားမဟုတ်ပဲနဲ့လူတစ်ယောက်ပြီးတစ်ယောက်တပ်ဖြတ်လိုစိတ်များပေါ်ပေါက်လာလေသည်ထို့ကြောင့်ပဲလူတစ်ယောက်ပြီးတစ်ယောက်ကိုလျှို့ဝှက်စာတပ်ဖြတ်ပစ်ခဲ့လေသည်ထိုကဲ့သို့သောအဖြစ်အသည့်အကြောင်းရင်းမှာ
လူတယောက်အတွက်အသက်ထွက်ခံနေတဲ့အချိန်တွင်ခံစားနေရမှုများကိုအရသာခံ၍ကြည့်ရှုလိုသောကြောင့်ပင်ဖြစ်သည်သူကဲ့သို့သောမျိုးစားတယောက်ဖို့အတွက်လူတယောက်ကိုတပ်ဖြတ်သောအလုံးမှာခက်ခဲမှုမရှိလာပင်အဘက်ရောက်ဆိုသော၎င်းကိုနှစ်သက်သဘောကျနေသည့်အမျိုးသမီးများမှာသူ့အတွက်အလွယ်တကူရနိုင်သောတားကောင်များပဲဖြစ်ခဲ့လေသည်အများအားဖြင့်တော့ရွှေငွေဂုံပကသနာတို့ကိုအယုအမှုမမောကြသည့်အမျိုးသမီးများပင်ဖြစ်ကြလေသည်ယခုလည်းဘာချက်စတာမြို့စားချားစ်သည်ဒီညဖို့အတွက်တားကောင်တစ်ကောင်ရထားလိမ့်ပြီတခြားသူမဟုတ်ပေထိုမျိုးမှဂုံတည်ရှိအမျိုးသမီးတဦးပင်ဖြစ်ပြီးတော့ယခုအခါတွင်ချားစ်နှင့်အတူဟိုတယ်တစ်ခု၏တီးသက်အခန်းတွင်မှညစာစားတောက်နေကြသည်သူမရဲ့အမည်မှာချူလီယာဖြစ်သည်အသက်25နှစ်အရွယ်သာရှိသေးပြီးရုပ်ရည်မှာလည်းချောမောလှပသူတို့ဖြစ်လေသည်ကျမတော့ရှင်နဲ့အခုလိုမိတ်ဆွေဖြစ်ရတာတိတ်ပြီးဝမ်းသာကောင်းယူမိပါတယ်ချားစ်ကလည်းကိုလည်းမင်းတို့ဂုံတည်ရှိချောမောလှပသူတယောက်နဲ့ခင်မင်ခွေးရတာဝမ်းသာပါတယ်ဟုပြန်ပြောလေသည်ဂုံပကသနာကိုခုံမင်သောချူလီယာမှာချားစ်ကိုမျိုးစားတယောက်နဲ့ခင်မင်ခွေးရသဖြင့်ဝမ်းသာနေလေသည်သို့သောသူမအတွက်ဝမ်းသာကောင်းယူခြင်းများမှာကြာရှည်စွာမခံစားလိုက်ရရှာပေနောက်ဆုံးတော့ထိုအခန်းတွင်မှာပင်ချား၏လေပင်ညစ်သက်ခြင်းကိုခံရလေသည်သူမအနေနဲ့အစွမ်းကုန်စူးစမ်းရုပ်ကပ်တော့လဲအဲအားချင်းမမျှတသောကြောင့်ဘလို့မှမတတ်တာပဲအသက်ပေးလိုက်ရလေသည်သူမအနေနဲ့တင်ဆိုးခံနေအချိန်တွင်ချားစ်မျက်နှာကိုမော့ကြည့်ကသူမြင်နေကြမျက်နှာမျိုးမဟုတ်ပဲကြောက်မက်ဖွယ်ကောင်းသောမျက်နှာတစ်ခုကိုအံ့ဩစွာမြင်တွေ့သွားရလေသည်သူမအနေနဲ့ခန္ဓာကိုယ်အတွက်မရှိမဖြစ်သောကိုယ်အတွင်းမှဝိညာဉ်ကိုအပြင်သို့ထွက်မသွားစေရအစွမ်းကုန်စူးစမ်းတော်လဲမတတ်တာတော့ပဲနောက်ဆုံးတွင်ထွက်ခွာခွေပေးလိုက်ရပြီးနောက်တည်ဆုံးသွားလေတော့သည်မျိုးစားချားစ်အတွက်လည်းထုံညအဖို့စိတ်ရှင်နှံမှုတစ်ခုရရှိသွားလေတော့သည်သူသည်လူသက်နေတော့အချိန်တွင်တခြားသောစိတ်တစ်ခုကကိုယ်တွင်းသို့ဝေရောက်နေပြီးတော့အမိတ်ပေးနေတကယ်သို့ရှိတော့လဲလူသက်ပြီးသွားသောအချိန်မှာတော့မူလစိတ်အခြေအနေပြတ်ဖြစ်သွားလေသည်သူသည်ကျမ်းပြေပေါ်မှာခွေလေးလဲကျနေသောဂျူလီယာ၏အလောင်းကိုစိတ်မကောင်းစွာဖြင့်ငိုကြည့်လိုက်လေသည်အသက်မကေးခင်အချိန်ကစွမ်းကုန်ချဲတပြင်ဆင်ထားသောသူမ၏မျက်နှာမှာယခုအခါတွင်တော့တေချင်းတရား၏ဆိုးရွားသောနှိပ်စက်မှုများကြောင့်ရုပ်ပြက်ဆင်းပြက်ပဲဖြစ်နေလေသည်ငါတော့လူတယောက်ကိုတတ်မိပြန်ပြီငါ့ကိုခွင့်လို့ပါဂျူလီယာရဲ့ဟုတ်တိုးတိုးလေးရေရွပြီးနောက်အခန်းတွင်းမှာရှိသောပေါ်ဝါရှိတစ်ခုကိုယူပြီးဂျူလီယာ၏ကုံပေါ်သို့လှမ်းချုပ်ပေးလိုက်လေသည်ပြီးနောက်၎င်း၏အုတ်ထုပ်ကိုယူ၍အခန်းတွင်းမှထွက်ကတကားကိုပြတ်ပိတ်ထားလိုက်သည်ထိုအခန်းပေါက်ဝမှဟန်မပြတ်လျှောက်လာသောအခါ၎င်းတို့ခန်းဘက်သို့လျှောက်လာသောဟိုတယ်ဝန်ထမ်းတယောက်ကိုတွေ့ရသဖြင့်လှမ်းခေါ်လိုက်သည်အနားရောက်လာသောအခါရွှေတပြားတစ်ပြားထည့်ပေးလိုက်ပြီးနောက်ဟိုခန်းထဲမှာငါးမိတ်ဆွေအိပ်ပျော်နေလို့ဒီတိုင်းတိတ်ထားခဲ့တယ်သူ့ကိုဘယ်သူမှမနှောက်ယှက်ပါစေနဲ့ကောင်းပါပြီခင်ဗျချားစ်သည်စစ်ကြက်လမ်းမှခက်တုတ်တုတ်လျှောက်လာပြီးလေကားမှအောက်သို့ဆင်းသည်အောက်သို့ရောက်သောအခါရှေ့ပေါက်မှမထွက်ပဲအနောက်ပေါက်မှအပြင်သို့ထွက်လေသည်အနောက်ပေါက်မှစောင့်နေသူကိုရွှေတကားတစ်ပြားပေးလိုက်သောအခါမိနစ်ပိုင်းအတွင်းမှ၎င်း၏မြင်းရထားရောက်လာအောင်ဆောင်ရွက်ပေးသည်၎င်းနောက်ဘာချက်စတာမြို့စာချားစ်သည်မြင်းရထားကိုခက်တုတ်မောင်းနေစေပြီး၎င်းရဲ့ဆိုင်ရှိရာသို့ပြန်ခဲ့လေသည်သူသည်မြင်းရထားပရင်ပေါက်မှမြင်နေရသောပြင်ပရှုခင်းများကိုလှမ်းကြည့်နေတော့လဲစိတ်ဝင်စားခြင်းမရှိပေယခုကဲ့သို့တာလှပသောညနေခင်းချိန်မျိုးတွင်လန်ဒန်မြို့အတွင်းသို့လှည့်လည်လှည့်ပတ်ဖို့အကောင်းဆုံးချိန်ဖြစ်သည်သို့တော်လဲချားစ်အဖို့ထိုလှပမှုများကိုကြည့်ရှုခံစားနေတဲ့အချိန်မရတော့ပေဟိုတယ်တစ်ခုထဲမှာဂျူလီယာကိုတပ်ဖြတ်ထားခဲ့ပြီးနောက်မှာထိုပတ်ဝန်းကျင်တွေကြမနေသင့်တော့မဲ့သဘောပေါက်သဖြင့်မိမိနေအိမ်သို့အမြန်ဆုံးပြန်ရောက်ရန်သာဆန္ဒဆော်နေပေတော့သည်မကြခင်မှာဟိုတယ်ဝန်ထမ်းများကတူထားခဲ့သောဂျူလီယာ၏အလောင်းကိုတွေ့ကြရတော့မည်ထို့သို့တွေ့ပြီးသည်နှင့်လန်ဒန်မြို့မှာရှိသောဆောင်ထောက်များကသူ့နောက်သို့ခြေရခံပြီးလိုက်လာကြမည်မှာအမှန်ပင်ဖြစ်သည်ထို့ကြောင့်ယခုအချိန်လေးသည်ချားစ်အတွက်အရေးကြီးဆုံးအချိန်သို့ရောက်ရှိနေပေပြီလန်ဒန်မြို့၏အလှပများကိုခန်းစားနေရသည့်ထက်မိမိနေအိမ်သို့အမြန်ဆုံးပြန်ရောက်ဖို့ရန်သာအရေးကြီးဆုံးကိစ္စဖြစ်နေလေတော့သည်ယခုအခါချားစ်သည်ပုံမှန်စိတ်အခြေအနေကိုပြန်ရောက်နေပြီဖြစ်သောကြောင့်အတွေးများကပဲ့တင်ထက်နေလေသည်ငါကတော့မေနာချင်းမော်ရဲ့တားခေါင်ဘွားကိုရောက်နေပြီဘလို့မှမလုပ်နိုင်တော့ဘူးအကယ်လို့ဒီအနေရဲ့ဆိုးကလွတ်မြောက်နေမယ်ဆိုရင်တော့မှငါကျူးလွန်ခဲ့တဲ့အဖြစ်တွေကြောင့်မလွဲမလီကြိုးစစ်တက်ရမှာပဲငါကတော့သူ့လက်ကမလွတ်တော့မဲ့သူဆိုတော့မထူးတော့ဘူးနောက်ထပ်ငါလိုဒုက္ခရောက်မဲ့သူတွေမရှိရအောင်မရဏချင်းမော်ကိုဖျက်ဆီးပစ်ခတ်မှရမယ်ဟုတ်တွေးလိုက်လေသည်ထိုခိုင်းမှာပဲသူထွက်လာသောဟိုတယ်ဘက်သို့မောင်းသွားသောရဲကားများကိုလှမ်းမြင်ရပြီးအော်အော်သားများကလည်းဆူညံနေသည်အိမ်ကိုအမြန်ဆုံးရောက်အောင်တော့မောင်းပြီးတော့ဟေ့ဟုတ်ပြောလိုက်ရာမြင်းထားမောင်းသူကမြင်းများကိုချိန်ထုတ်ပြီးထိုထက်မြင်မြန်မောင်းနေလေသည်
ဘာချက်စတာမြို့စာနေထိုင်သောအိရှိချဝင်းပေါရောက်သောအခါချက်ကားဆောင်ကချဝင်းတကားကိုဖွင့်ပေးသဖြင့်အတွင်းသို့မောင်းဝင်သွားသည်မြို့သားများနေထိုင်ရန်ဆောက်လုပ်ပေးထားသည့်ကြောက်ဖြူသားဆန်အိမ်ရှိရာသို့ရောက်လာသည်နှင့်ယထာရက်လိုက်သည်ချားစ်သည်ယထာအရှိန်မတက်ရသေးခင်မှာပင်အောက်သို့အလင်းအမြတ်ဆင်းကအိမ်တွင်းသို့ခတ်တုတ်ဝင်သွားလေသည်အိမ်တွင်းသို့ရောက်သောအခါအိမ်အတွင်းမှမိခင်ဖြစ်သူထွက်လာသည်မိခင်မျက်နှာပေါ်မှာစိုးရိမ်တော့ကရောက်နေဟန်ရှိသည်တာချားစ်ဆွမ်းကပလိတ်တွေဖုံးဆက်ချားစ်ကမိခင်ပြောနေသောစကားများကိုစောင်းအောင်နဲ့နားမထောင်ဘဲပြန်ပြောလိုက်သည်ကျွန်တော်အလုပ်ကိစ္စတွေအရင်ရေးကြီးလို့ပါမေမေအကယ်လို့အဲ့တဲ့တွေရောက်လာရင်အောက်ထပ်ကပဲစောက်ခိုင်းထားပေးပါကျွန်တော်ဆင်းလာခဲ့ပါမယ်ဟုပြောပြီးသူနေသောအပေါ်တက်သို့ပြည့်ထက်သွားလေသည်သူ့ခန်းတွင်မှာတော့အခြားသုံးဆောင်များနှင့်အတူအခန်းထောက်တနေရာရှိစပွဲပေါ်မှာတင်ထားသောအရာဝတ္ထုတစ်ခုရှိနေသည်ဂရီဘာစားဖြင့်အုပ်ထားသောမှန်ချက်ကြီးတစ်ချက်ပင်ဖြစ်လေသည်ချားစ်ကအနက်ရောင်စစ်ဆေးရည်များနှင့်စုပ်တစ်ချောင်းကိုယူလာသည်သူသည်မှန်အနည်းရောက်လာသည်နှင့်အပေါ်မှအုပ်ထားသောဂရီဘာစားကိုဆွဲဖယ်လိုက်သည်ထိုအခါဘဲဥပုံတရံရှေးအောင်မှန်ချက်ကြီးတစ်ချက်ပေါ်လာလေသည်ထိုမှန်မှာတာမန်မှန်များကဲ့သို့အပြင်မှာအရာဝတ္ထုများပေါ်နေခြင်းမရှိဘဲမိခိုးငွေများကဲ့သို့ပြာနှမ်းတဲ့အရာများဖြင့်ဝေဝါလျက်ရှိသည်အတန်ကြာတော့အတွင်းမှလှုပ်ရှားလာသောဝိုးတော်ဝါပုံရိပ်တစ်ခုပေါ်လာလေသည်ချားစ်သည်ထိုပုံရိပ်ကိုဂယုတစိုက်ကကြည့်မနေတော့ဘဲစစ်ဆေးရည်များဖြင့်အမှန်ချရဲ့မျက်နှာကိုအလင်းအမြန်တုပ်နေလေသည်ထိုကဲ့သို့ပြုလုပ်နေစဉ်အတွင်းမှပေါ်လာသောပုံရိပ်ကပြီးပြင်းလာသည်တခြားမဟုတ်ပေလှပသောအမျိုးသမီးတစ်ယောက်၏ပုံရိပ်ပေဖြစ်သည်ထိုအမျိုးသမီးကချားစ်ကိုထိုကဲ့သို့မပြုတ်လို့ရန်တောင်းပန်ပြောဆိုနေဟန်ရှိသည်ဒိုးစီကမူချားစ်ကတော့လုံးဝဂရုမစိုက်တော့ပဲသူ့လိုရမည့်အလုပ်ကိုသာအလင်းအမြန်ပြုတ်လုပ်နေလေတော့သည်ငါမင်းတို့စိတ်မကောင်းပါဘူးဒီလိုမလုပ်ချင်ပါဘူးဒါပေမဲ့ဒီလိုမှမလုပ်ရင်ငါလိုပဲနောက်ထပ်မရဏကြီးမုံရဲ့တားခေါင်နဲ့ထပ်တိုးလာမှာဆိုလို့ငါလုပ်ရတာပါဟုတ်ပြောနေစင်မှာပင်ပိတ်ထားသောအခန်းတကားခောက်တံပေါ်လာသည်တစ်ဆက်တည်းမှာပင်ထူးရိုက်တံများပါပေါ်ထွက်လာသည်တာချားစ်တကားဖွင့်ပါအောင်ဒီမှာအမေရဲ့ငိုတန်နဲ့ရောထွေးနေသောအတန်ကိုကြားရတော့လဲဂယုမဆိုင်ပဲမှန်ချက်မျက်နှာပြတစ်ခုလုံးကိုအနက်ရောင်စစ်ဆေးရည်များဖြင့်ပြည့်အောင်တုပ်လိုက်လေသည်ဒုံအပြင်မှတကားချက်ကိုဖြတ်ဝင်ရန်ကြိုးစားနေကြပြီးမှန်ချက်တစ်ခုလုံးကိုအနက်ရောင်စိမ်းများဖြင့်ပြည့်အောင်အထက်တုပ်ပြီးတော့အခါချားစ်မှာထူးစဉ်းစားမနေတော့ပဲဘရင်းပေါက်မှန်တကားကိုဖွင့်ပြီးအောက်သို့ခုန်ချလိုက်လေတော့သည်ဘာချက်စတာမြို့စာချားစီဘွားနီကုံကမလာခဲ့ပါချေအထက်ပါဖြစ်ချို့မှာမရဏကြေးမုံနှင့်ပတ်သက်သောထူးဆန်းသည့်အချောင်းအရာချို့ပင်ဖြစ်လေတော့သည်